ဝန်ထမ်းတွေကဥက္ကဋ္ဌကိုဓာတ်လေကားထဲမှာတွေ့လိုက်ရတော့မဝင်ရဲကြဘူးဘာလို့လဲဆိုတော့သူကတယောက်တည်းစီးရတာကြိုက်လို့ပါအဲ့ဒီအချိန်မှာကောင်မလေးတယောက်အပြေးဝင်လာပြီးဥက္ကဋ္ဌကိုဓာတ်ရိုက်ပွေးဖက်လိုက်တယ်အလုတ်ဆက်ဝင်တဲ့ပထမဆုံးနေ့မို့လို့သူမသူ့အကျင့်ကိုမသိခဲ့ပါဘူးမကြခင်မှာပဲသူမဥက္ကဋ္ဌကိုလွတ်ပေးပြီးလေးစားစွာလိုက်ပို့ခဲ့တယ်ဒါပေမဲ့အချိန်ကြီးလိုက်တော့နောက်ကျနေမှန်းသိလိုက်ရတယ်သူမဓာတ်လေကားထဲကနေအပြေးထွက်လိုက်ရဥက္ကဋ္ဌကိုမြေပြင်ပေါ်လဲကျသွားစေခဲ့ပြီးဖက်နှက်တောင်ကျွတ်ထွက်သွားခဲ့တယ်ဒါကိုမြင်တော့တခြားဝန်ထမ်းတွေကဒေါသထွက်မှကြောက်ပြီးထွက်ပြေးသွားကြတယ်သူမကိုတယောက်တည်းထားခဲ့ရင်းပေါ်ကောင်မလေးကဥက္ကဋ္ဌကိုဂယုတစိုက်ထူပေးခဲ့ပေမဲ့သူကမထင်မှတ်ပဲတိတ်ဆိတ်စွာရှောက်ထွက်သွားခဲ့တယ်ကောင်မလေးကသူ့နေရာမှာထိုင်ပြီးခုနကဖြစ်ရအတွက်နောင်တရနေခဲ့တယ်ဒီအချိန်မှာကြီးကြပ်ရေးမှုကစာရွက်စာတမ်းအပုံလိုက်ကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးဒါတွေကဥက္ကဋ္ဌခိုင်းလိုက်တဲ့အလုပ်တွေဖြစ်ကြောင်းမပြီးမချင်းအလုပ်မစင်းရဘူးလို့ပြောခဲ့တယ်ကောင်မလေးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တယ်ညစ်တဲ့အထိလှုပ်ပြီးနောက်သူမအလုပ်ပြီးသွားခဲ့တယ်ပင်ပန်းနွမ်းနယ်စွာနဲ့အိမ်ပြန်တော့မဲ့အချိန်မှာလူဆိုးတစုကလမ်းပိတ်ပြီးသူမကိုခေါ်သွားဖို့ကြိုးစားခဲ့ကြတယ်အရေးကြီးတဲ့အချိန်မှာဥက္ကဋ္ဌကတမိုးကြီးစိန်ခံကားနဲ့ရောက်လာခဲ့တယ်လူဆိုးတွေမတုတ်ပြန်နိုင်ခင်မှာပဲသူကအလွယ်တကူဖြေရှင်းလိုက်တယ်လူဆိုးတွေထွက်ပြေးသွားတာကိုမြင်တော့ကောင်မလေးကချက်ချင်းမောက်မာတဲ့ပုံစံပြောင်းသွားခဲ့တယ်ဥက္ကဋ္ဌကသူမကိုတားဆီးပြီးအိမ်လိုက်ပို့ပေးခဲ့တယ်ရင်ပေါ်မှာကောင်မလေးကသူ့မျက်နှာပေါ်ကဖုံမုံတွေကိုညင်သာစွာတုပ်ပေးဖို့ကြိုးစားခဲ့တယ်လက်ထောက်ကဥက္ကဋ္ဌရဲ့ခံစားချက်ကိုသိနေလို့စတီယာရင်ကိုရုတ်တရက်ချိုးကွေးလိုက်ရကောင်မလေးဥက္ကဋ္ဌရဲ့ရင်ခွင်ထဲကြားရောက်သွားစေခဲ့တယ်လက်ထောက်ကဂုံယူစွာပြုံးလိုက်တယ်ဒါပေမဲ့ဒီလှုပ်ရှားမှုကဥက္ကဋ္ဌကိုမူးဝေသွားစေခဲ့တယ်ဒါပေမဲ့လည်းဥက္ကဋ္ဌကလက်ထောက်ကိုစုကြည်အဖြစ်လစာသုံးဆပေးဖို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ဥက္ကဋ္ဌကဒီကောင်မလေးကိုအရန်သဘောကျနေပြီးသူမအပေါ်အရန်တီးခံပေးထားလို့ပါပဲ